ရုပ်စိတ်တွေကကိုက်ဖြတ်ပြီးအစိတ်တွေစီရောက်နိုင်မှာပါဒါကြောင့်ကျွန်တော်ဒီဘန်တိုက်ကိုတကြားရည်ထဲမှာအဝေစိမ့်လိုက်ပါတယ်အချိန်မဆွဲတော့ပဲဒါကိုအတိုက်ထဲထည့်လိုက်ပြီးကဲဘူရုပ်စိတ်တို့ရေဒီတစ်ခါမင်းတို့ဘယ်လိုလုပ်မလဲကြည့်ရအောင်အိုးဒီတစ်ခေါက်တော့တကယ်စိတ်ဝင်စားဖို့ကောက်လာပြီဘာလို့လဲဆိုတော့ဘူရွတ်စိတ်တွေအများကြီးကချက်ချင်းဆိုသလိုပို့ပြီးစိတ်ဝင်စားရှိလာကြလို့ပါဘူရွတ်စိတ်တွေဘန်းတိုက်ပေါ်တက်ပြီးတာနဲ့ငင်းတွားကြတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကသူတို့ပါစစ်တွေကိုစက်ကူပေါ်တင်ပြီးစက်ကူပေါ်ကတကြားတွေကိုလျာနဲ့လက်နေကြလို့ပါဒါကကျွန်တော်စိတ်ကူးထားသလိုဖက်မလာဘူးစက်ကူကိုကြိုက်ဖြတ်ကြလိမ့်မယ်လို့ထင်ထားတာလက်နေကြလိမ့်မယ်လို့မထင်ထားဘူးဒါပေမဲ့လည်းဟုတ်ပါပြီဘူရွတ်စိတ်တွေအများကြီးတကြားစားခွင့်ရသွားကြတယ်ဒါပေမဲ့အထဲမှာအစိတ်တွေရှိနေတယ်ဆိုတာကိုရှားဖို့ဒါမှမဟုတ်တတိထားမိဖို့စ조사တဲ့ဘူရွတ်စိတ်တကောင်မှမတွေ့ရသေးဘူးဒါပေမဲ့ဒီအပေါက်လေးကိုတွေးလိုက်တဲ့အချင်းထိပါပဲဘေးကနေရောက်လာမှမသိတဲ့ဘူရွတ်စိတ်တကောင်ကအပေါက်ထဲကိုဝင်သွားခဲ့တယ်ဟုတ်တယ်ဘန်းတိုက်ထဲမှာအစိတ်တွေအများကြီးနဲ့ဘူရွတ်တကောင်ရောက်နေပြီဒီအပေါက်ထားဘလို့ဖြစ်လာလဲတော့မသိဘူးတကြားရေကြောင့်စက်ကူပြောက်ပြီးပေါက်သွားတာဖြစ်နိုင်ပါတယ်ဒါပေမဲ့ဝါဒါကတော့အံ့သောစရာပဲအိုးခဏလေးဘူရွတ်စိတ်တွေကအတားအဆီးကိုကြော်ဖြတ်နေသွားပြီးထင်တယ်ဘန်တိုက်ပေါ်ကဘူရွတ်စိတ်တွေကိုအမြင်ဖယ်လိုက်အောင်မယ်ပြီးတော့ဘူရွတ်စိတ်တွေဖယ်ပြီးတာနဲ့အထဲကိုဘူရွတ်တကောင်ရောက်သွားလားဆိုတာသိအောင်ဘန်တိုက်ကိုဖျက်ကြည့်လိုက်တယ်မင်းတို့မြင်ရတဲ့အတိုင်းပဲသူတကယ်အထဲကိုရောက်သွားခဲ့ပါတယ်အိုးမင်းရဲ့အုပ်စုကြီးကတော့မင်းတို့အတွက်ဘလောက်တောင်လုပ်ပေးခဲ့လဲဆိုတာသိမှမဟုတ်ဘူးနေအောင်ဒါကအရင်တစ်ခါအတားအဆီးတွေကိုကြောဖြတ်ခဲ့တဲ့အန်တိုနီဒါဆိုရင်ဘလို့နေမလဲဒါဆိုရင်တော့မိုက်ပြီးပဲဒါပေမဲ့အဲလီဘူရွတ်ဟုတ်မဟုတ်တော့မသိဘူးဘာပဲဖြစ်ဖြစ်ဒီဘူရွတ်ကတော့တကယ်ကိုလူစွမ်းကောင်းပါပဲဒါနဲ့ကျွန်တော်ဘန်တိုက်ထဲကအစစ်တွေအကုန်လုံးကိုဘူရွတ်စိတ်အတိုက်ထဲလောင်းထည့်ပေးလိုက်ပါတယ်ဘူရွတ်စိတ်တွေကတော့အခုချိန်ထိအစားအစာတွေအများကြီးကိုစူလာပါရရှိသွားပါပြီဒါပေမဲ့ကျွန်တော်ရဲ့ဘူရွတ်စိတ်အုပ်စုကဘလောက်ထိညံကောင်းလဲဆိုတာကိုတီးဖို့အတွက်အခက်ခဲဆုံးအသားအစည်းကိုနောက်ဆုံးအတွက်ခြံထားပါတယ်နောက်ဆုံးတစ်ခုကတော့ကျမ်းပြင်ကချော်ရည်ပါဟုတ်တယ်ကျမ်းပြင်ကချော်ရည်ကန်ကောင်းထောက်မှာဆိုတာနဲ့ဒီမှာအသင်းလှုပ်ထားတာရှိပါတယ်ဒါကနောက်ဆုံးအသားအစည်းပါမင်းတို့ကအသားကြီးရေးချော်ရည်တွေကဘယ်မှလဲလို့မေးချင်ကြမှာပါချော်ရည်ဆိုတာကဒီကျမ်းပြင်ပေါ်ကအနီရောင်အစင်းကြောင်းတွေပါဒါတွေကတကယ်တော့အင်မတန်ကတ်ဆေးတဲ့တိတ်ပြားတွေပါဘူရွတ်စိတ်တွေအပေါ်ကဖျက်လျှောက်ရင်းညီကုန်ပါပေါ့ဒါကြောင့်ဘူရွတ်စိတ်တွေကအတားအဆီးရဲ့အဆုံးမှာထားတဲ့စတိုဘယ်ရီတီးတွေစီရောက်ချင်ရင်ကျွန်တော်ပေးထားတဲ့ဖြစ်စီ၃ခုတည်းကတစ်ခုခုကိုသုံးရမှာပါဒီချော်ရည်တွေကိုဘယ်သူချောဖြတ်မလဲဆိုတာကိုပေါ့ဒါမှမဟုတ်သူတို့ခန္ဓာကိုယ်တွေနဲ့တထားထိုးပြီးချောဖြတ်ကြမလားဘယ်သူသိမှလဲဘာပဲဖြစ်ဖြစ်သူတို့